အားလုံးကျွန်တော်ဒီနေ့ရိုက်မဲ့ဗီဒီယိုကတော့ဘာလဲဆိုတော့တစ်ပတ်အတွင်းကိုယ်ပုံစံပြုပြင်ပြီဗျာဘယ်လိုပြောလဲဖိနာတွေချင်းတွေဆော့မဲ့အဲ့လိုလုပ်ပြီးပုံစံပြုပြင်ကျွန်တော်ခုဒီတစ်ပတ်လုပ်မဲ့ပုံစံကတစ်နေ့လုံးမှာထမင်းတစ်နပ်စားမယ်ပြီးရင်ကျွန်တော်တောက်မယ်ဖြော်ရဲကိုကာကိုလာဒါပေမဲ့ဒီမှာတစ်ခုကြံပေးခြင်းရနော်ခုကျွန်တော်ပြည်ပမှာနေလူတွေဆိုရင်ကျွန်တော်လိုဒီဟာတွေမတောက်ပါနဲ့ကျွန်တော်ရဲ့ဒီနေ့ကဆိုင်ရနေယူလာတာဘာလို့လဲဆိုတော့ကျွန်တော်ရဲ့တွားဝယ်လို့ချိန်မခင်ဘူးချိန်မမီဘူးဗျာ7-Elevenရဟာတွေတောက်ဖို့ကြံပေးခြင်းတယ်ဈေးဘလောက်ကြီးပါဈေးဘလောက်ပဲကြီး7-Elevenရဟာပဲတောက်ပါလို့ကျွန်တော်တောင်းဆိုခြင်းတယ်โอเคအဲ့မှာကျွန်တော်ကဘာပြောချင်လဲခုဗျာဒီဗီကြည့်နေတဲ့လူမှာကျွန်တော်ပြောမင်းရဆရာကြီးလားဘာကြီးလားဘာဖြစ်တယ်ညာဖြစ်တယ်လို့ကျွန်တော်ပြောမယ်ကျွန်တော်ခုကနေကြိုပြောထားခြင်းပါတယ်ကျွန်တော်ဆရာကြီးမဟုတ်ပါဘူးကျွန်တော်ဘာမှလည်းမတတ်ပါဘူးဒါပေမဲ့ကျွန်တော်ကကိုယ်ပုံစံဘယ်လောက်ပြောင်းလဲသွားမလဲဘယ်လောက်ထိသွားမလဲဆိုတော့ကိုယ့်အကူဗီဒီယိုရိုက်တာပါအထဲမှာကြိုက်သလိုဝေဖန်ပါကြိုက်သလိုပြောပါကျွန်တော်ဘာမှအပြစ်မပြောပါဘူးခုဒီဗီဒီယိုကြည့်ပြီး like လုပ်နေတဲ့လူရှိရင်ကျွန်တော်ကျေးဇူးတင်ပါတယ်ဒီထဲမှာပြောချင်တာကကျွန်တော်လို like မလုပ်ပါနဲ့ကျွန်တော်တောင်းဆိုတာပါကျွန်တော်ပုံစံလို like မလုပ်ပါနဲ့ကျွန်တော်နေသလို like မနေပါနဲ့ကျွန်တော်ဒီမှာပြောချင်တာကိုစမ်းတတ်ပါခံနိုင်ရည်ဘယ်လောက်ရှိလဲခံနိုင်ရည်ကိုဘယ်လောက်ထိခံနိုင်လဲဆိုတော့ကိုစမ်းတတ်ပါကျွန်တော်လုံးမှာတစ်ပတ်တစ်နက်တစ်နေ့လုံးမှာထမင်းတစ်နက်စားမယ်ကျွန်တော်စားမယ့်ချိန်ကညပိုင်းဗျာကျွန်တော်လုံးမှာစားပါလုံးမှာစားရင်ကျွန်တော်တောက်မှာကိုကာကိုလာတောက်မယ်ပြီးရင်ကျွန်တော်ရီဘူးချမ်းတောက်မယ်အဲ့လိုခုပဲတောက်မယ်ကျန်တဲ့ချိန်ကျွန်တော်ဘာမှမစားဘူးအရင်တစ်ပတ်ကတော့ကျွန်တော်ဒီတိုင်းဘာမှမလုပ်ဘူးဒီတိုင်းထားအပူစံတိုင်းကျွန်တော်ဘာမှမလုပ်ပဲထားလိုက်ခွေတီမစင်ဘူးကျွန်တော်ပုံမှန်ကျွန်တော်လုံးနေတယ်လို့မလုပ်ဘူးဒီနေ့ကကျွန်တော်လုံးမှမျိုးကယူဆုံးကျွန်တော်ပြောချင်တာကျွန်တော်လုံးသလို like မလုပ်ပါနဲ့ကျွန်တော်အဲ့ဒါကိုတောင်းဆိုချင်တယ်အဲ့လိုလုံးဝမ like မလုပ်ပါနဲ့ဗျာဘာလို့လဲဆိုရင်တချို့လူတွေမခံနိုင်ရင်စာရေးဖြစ်တတ်ပါတယ်စာရေးနာလို့ဟိုအဖြစ်လို့ဖြစ်တတ်ပါတယ်အနာဖြစ်ပါတယ်ကိုခံနိုင်ရှိအောင်စမ်းတတ်ပါကျွန်တော်ကတော့ဒီမလေးရှားကိုကျွန်တော်ရောက်တော့ကနေကျွန်တော်ကိုစမ်းတတ်တယ်နီးမျိုးစုံနဲ့ဆက်တတ်တယ်ခါရိုက်တနေ့လုံးထမင်းမစားဘူးကျွန်တော်တောက်တာကိုလာတမျိုးပဲတောက်ပြီးနေရယ်ခုနောက်ပိုင်းကျွန်တော်နေနိုင်လာတယ်အဲ့ဒါကြောင့်ကျွန်တော်ထမင်းတစ်နပ်ပဲစားမယ်training ရှင်းမယ်ပုံစံကတစ်ပတ်ပေါ့ဗျာဘယ်လိုပုံစံထိပြောင်းလဲသွားမလဲဆိုတာအဲ့တော့တစ်ပတ်ပြီးရင်မြင်ရမှာပေါ့ဗျာကျွန်တော်လုံးမဲ့ပုံစံမျိုးရှိတယ်ဆိုင်ကျွန်တော်တို့ site တောက်ဗျာ site တောက်ရင်ကျွန်တော်တို့ဒီအဲ့ဒီ site တောက်တော့ပြောအဲ့မှာတောက်မှာဘယ်လိုတောက်မှာလဲဆိုရင်ကျွန်တော်ဒီပုံစံတိုင်းရလောက်တောက်50တောက်မယ်ပြီးရင်မဲဒီလိုထောက်မှာဗျာဒီလိုထောက်ပြီးခါ50တောက်အကုန်လုံး100ပြီးရင်ကျွန်တော်အိတ်ထမ်းမှတယ်ဗျာအိတ်ထမ်းမှတယ်အောင်ပို့ချီတယ်ပဲခန္ဓာကိုယ်ကတော့ဒီထောက်ရတဲ့ထောက်အဲ့လိုကိုယ်ထောက်တယ်ဒီကဒီစစ်ပဲဒီကထွက်လို့တာဆိုတော့အဲ့လိုလုံးမယ်အကောင်ကအနည်းဆုံးခါတရလုံးနာယူပဲလုံးဘယ်လောက်ထိကိုခံနိုင်ရလုံးနိုင်ဘယ်လောက်ထိမောခံနိုင်လဲဆိုတော့ကိုစမ်းတတ်မယ်လို့ဗျာကျွန်တော်ဆေးလိပ်တောက်တယ်ဒါပေမဲ့ကျွန်တော် short တောက်တယ်ကျွန်တော်နည်းနည်းချင်းစီကိုလိုဖြတ်နေရယ်ကိုကတော့ let's go သွားမယ်ကျွန်တော်ပုံစံ